စောင်းချီရမယ့်ပွဲစဉ်တစ်ပွဲပါဝင်နေတဲ့ One Friday Fight 152 MMA ပရိသတ်များမင်္ဂလာပါခင်ဗျလာမယ့်မေလ1ရက်နေ့တောက်ကြနေ့မှာရှင်ပြိုင်သွားမယ့် One Friday Fight 152 တွဲဆိုင်ပြေဆုံးကိုဝမ်ဘက်ကနေချပြလိုက်ပါပြီတွဲဆိုင်ကိုဆိုင်ပါဝင်သွားမှာဖြစ်ပြီးမြို့သမီးတွဲဆိုင်တွဲပါဝင်နေခဲ့တာပါဒါ့အပြင်မျက်နှာသစ်ဖိုက်တာတဦးလည်းပါဝင်လာခဲ့ပြီးတော့ One Championship ကတော့2016ခုနှစ်အတွင်းမှာမျက်နှာသစ်မြန်မာဖိုက်တာတွေကိုမကြာခဏထည့်သွင်းထားခဲ့တာပါမေလ1ရက်မြန်မာခေါ်ရအလုပ်သမားနေ့မှာကျင်းပသွားမယ့်ဒီပြိုင်ပွဲမှာတော့စောင်းကြည့်ကျင်းစရာကောင်းတဲ့တွဲဆိုင်နှစ်ဆိုင်ပါဝင်နေခဲ့ပြီးအဲဒီတွဲဆိုင်နှစ်ခုကတော့ဘရိုနီကာရဲ့ပြိုင်ဘက်ဟောင်းဖာဆိုင်ရဲ့တွဲဆိုင်နဲ့မြန်မာဖိုက်တာလေးရှင်ပြိုင်သွားမယ့်တွဲဆိုင်တွေဖြစ်နေခဲ့ကြတာပါပထမဆုံးအနေနဲ့မြို့သမီးဖိုက်တာဖာဆိုင်ရဲ့အကြောင်းကိုအရင်ဆုံးပြောလိုက်ကြရအောင်ပါဖာဆိုင်ကဘရိုနီကာအတွက်ဘယ်တော့မှမေးမရတဲ့ဖိုက်တာတူဖြစ်ရှိခဲ့တာပါဘရိုနီကာကOne Championshipမပြိုင်ခင်ကမွေထိုင်းပွဲတွေမှာအရင်ဆုံးရှင်ပြိုင်ခဲ့ပြီးတော့မွေထိုင်းပြိုင်ပွဲတွေမှာနှစ်ပွဲသာရှုံးထားခဲ့တာပါအဲ့ဒီရှုံးပွဲနှစ်ပွဲကတော့2022ခုနှစ်ကထိုင်းဖိုက်တာဒါဒန်ကွန်ဖက်ကိုရှုံးခဲ့ပြီးတော့2024ခုနှစ်မှာတော့ဖာဆိုင်ကိုရှုံးခဲ့တာပါဖာဆိုင်ကဘရိုနီကာရဲ့18ပွဲစတိုက်နိုင်ခဲ့တဲ့စံချိန်တရက်ကိုချိုးဖျက်လိုက်ပြီးဓမ္မရှုံးပွဲရဲ့နှစ်နှစ်ကြာမှာဘရိုနီကာကိုရှုံးပွဲပြန်လည်တွေ့စေခဲ့တာပါဒါ့အပြင်ဒီရှုံးပွဲဟာဖာဆိုင်တာလို့ဆိုတာမျိုးထက်ဘရိုနီကာတာခဲ့ပြီးတော့ရှုံးသွားခဲ့တဲ့ပုံစံမျိုးဖြစ်သွားခဲ့တာပါရှင်းရှင်းပြောရရင်တော့ဘရိုနီကာတာပြီးတော့အတိုင်းပတ်လိုက်လို့ရှုံးခဲ့တဲ့ပုံစံမျိုးလို့ပြောရမှာပါရှုံးပွဲပြီးမှတော့ဘရိုနီကာဟာနောက်ထပ်တပွဲထပ်မံရှင်းပြိုင်ခဲ့ပြီးOne Championshipနဲ့စာချုပ်ချုပ်ဆိုခဲ့တာပါလက်ရှိချိန်မှာတော့ဘရိုနီကာအတွက်ဖာဆိုင်ကိုလက်စားချေဖို့အတွက်ခွင့်ရရရှိလာနိုင်ပြီးတော့ One Promoter တွေဘက်ကဒီတွဲဆိုင်ကိုတီးပေးမလားဆိုတာကစဉ်းစားစရာပါဖာဆိုင်ကပထမဆုံးပွဲစဉ်ရှင်ပြိုင်ရမှာဆိုပေမဲ့လည်းဘရိုနီကာတို့ရဲ့တွဲဆိုင်ထက်ဝိတ်တန်းတစ်ခုပုံမြင့်တဲ့ straw weight တန်းမှာရှင်ပြိုင်သွားရမှာပါဒါ့အပြင်ဖာဆိုင်ရဲ့ပြိုင်ဘက်ကရုရှားနိုင်ငံသူတူဖြစ်ပြီး6ပွဲကစားထားရမှာတော့9ပွဲနိုင်တပွဲရှုံးထားခဲ့တာပါဖာဆိုင်အတွက်မလွယ်ကူတဲ့ပြိုင်ဘက်ကောင်းတူဖြစ်နေပြီးတော့ဘရိုနီကာလိုမျိုးOne Championshipအဖွင့်ပွဲမှာအတွေ့အကြုံရှိသူတူနဲ့စတင်ရင်ဆိုင်သွားရမှာပါဖာဆိုင်က straw weight နဲ့ဘရိုနီကာကတော့ atom weight မှာရှင်ပြိုင်နေကြပြီးတကယ်လို့များ weight တင် weight ချပြုတ်လို့ကဒီ fighter နှစ်ဦးကို one စင်မြင့်ထက်မှာပြိုင်ဘက်တွင်နဲ့မြင်တွေ့သွားမလားဆိုတာကတော့စိတ်ဝင်စားစရာပါနောက်ထပ် fighter တူကတော့မြန်မာ fighter လေးဒါဝိတ်ဖြစ်ပါတယ်ဒါဝိတ်ဟာမြန်မာ fighter လို့ဆိုပေမဲ့လည်းထိုင်းနိုင်ငံမှာမွေးဖွားသူတူဖြစ်ပြီးတော့ရှမ်းလူမျိုးနဲ့မိုးလူမျိုးမိဘတွေကမွေးဖွားခဲ့တာဖြစ်ပါတယ်အသက်20ရွယ်သားရှိထားသေးပြီးပထမဆုံးOne Championshipကိုရင်ဆိုင်ရမှာဆိုပေမဲ့မွေထိုင်းပွဲပေါင်း80ကျော်ထိရှင်ပြိုင်ခဲ့မှုတာဖြစ်ပါတယ်အင်တာဗျူးဖြေဆိုမှုတွေအရဒါဝိတ်ကမွေထိုင်းအားကစားနည်းကိုရှစ်နှစ်ကြာရှင်ပြိုင်ထားသူဖြစ်လို့မွေထိုင်းကစားနည်းကိုကောင်းကောင်းကြီးနောကျင်နေမယ့်ဖိုက်တာတူဖြစ်ပါတယ်သူရဲ့ပြိုင်ဘက်ကတော့အသက်26နှစ်ရွယ်မွေထိုင်းဖိုက်တာတက်ကာမင်ဆိုတဲ့ဖိုက်တာဖြစ်ပြီးOne Championshipနှစ်ပွဲမှာတပွဲနိုင်တပွဲရှုံးရလက်ထွက်ပေါ်ထားခဲ့သူပါအသက်အရွယ်မှာ6နှစ်กว่าဟာနေပြီမဲ့လည်းမြန်မာဖိုက်တာဒါဝိတ်ကအထိုင်းမှာမွေးပြီးတော့မွေထိုင်းအားကစားနည်းကိုရှစ်နှစ်ကြာလေ့ကျင့်ခဲ့မှုသူတူဖြစ်နေလို့ဒီပွဲစဉ်ကမြန်မာဖိုက်တာလေးဒါဝိတ်အနေနဲ့နေနယ်လို့တော့ဆိုလို့မရပါဘူးဒါပေမဲ့2026ခုနှစ်အတွင်းမျက်နှာသစ်ဖိုက်တာတိုင်းရှုံးထားခဲ့တဲ့ချက်လက်တွေကိုတော့ဒါဝိတ်တယောက်ချိုးဖျက်ရဖို့လိုအပ်နေကြတာပါOne Promoter တွေက2026ခုနှစ်အတွင်းမှာမျက်နှာသစ်မြန်မာဖိုက်တာတွေကိုပွဲတီပေးနေပေမဲ့လည်းကိုထက်တွေ့ကြုံရှိတဲ့ဖိုက်တာတွေနဲ့ရင်ဆိုင်စေခဲ့တာပါဒီချိန်တော့မြန်မာဖိုက်တာဒါဝိတ်နဲ့ရင်ဆိုင်ရမယ့်ဖိုက်တာကတော့ပွဲတွေ့ကြုံနှစ်ကြိမ်သာရှိထားခဲ့တာကြောင့်အရန်ကြီးမကွာတဲ့အနေအထားမှာဒါဝိတ်တယောက်ဝမ်းရဲ့အဖွင့်ပွဲစဉ်ကိုလှပတဲ့နိုင်ပွဲနဲ့အတူတူစတင်ဖွင့်လှစ်နိုင်မလားဆိုတာစောင့်ကြည့်သွားရမှာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်လာမယ့်ဗီဒီယိုဒီမှာ MMA ကျောင်းသားတွေနဲ့ပြန်လည်ပြီးတော့မှဆုံတွေ့ကြရအောင်ပါခင်ဗျာ